ဒီမှာကြာရိုးဝဲလာတယ်ကြာရိုးဟင်းညိုချက်ဖို့ဒီမှာဝက်သားဝဲလာတယ်ကြက်သားဝဲလာတယ်တင်းင်းသီးဝဲလာတယ်ပဲပင်ပေါင်းနဲ့ပဲပြားနဲ့ဝဲလာတယ်ဒီမှာဟိုစားပဲပြုတ်ကခုနဲ့ထမင်းစားဖို့ဝဲလာတယ်ညာလိုက်တဲ့နေဝဲလာတယ်အော်ရှင့်ကို2ရက်စာ3ရက်စာအပီးချက်ပေးမလို့2ရက်စာ3ရက်စာပြီးချက်နေကဘယ်သွားမလို့လဲမမီးသွဲတော့ဘာကိုဝဲလာတယ်အဖိုးလေးမီးသွဲမဝဲလို့ရှင့်ရောက်ဖားရမလာဘူးမလာတော့ရှင့်နှက်ခေါက်ကိုညှက်ပြီးတော့ချက်ကမလားအဲ့တော့မီးသွဲဝဲရတာပေါ့အပေါ်ကုံတယ်လို့ပြောမလို့လား2ရက်စာ3ရက်စာချက်ပခဲ့တယ်ဆိုတော့ကျမညတညာလုံးစဉ်းစားတယ်ဒီကြီးရွှေကိုပေါင်းရကောင်းမလားမပေါင်းရကောင်းမလားပေါင်းရကောင်းမလားမပေါင်းရကောင်းမလားလို့စဉ်းစားတာမပေါင်းရရင်ကောင်းမယ်မပေါင်းရရင်ကောင်းမယ်ဆိုတဲ့အစိတ်ကအဲ့ဘက်ကိုနွယ်သွားတော့စိတ်ကုန်နေတာလေကြားပြီအဲ့လိုရှင်ကပြန်လာရင်ဈေးဝယ်ပြန်လာရင်ဈေးစစ်စားတာတမျိုးဟိုဟာတွေဘာလို့ဝယ်လာလဲဒီဟာတွေဘာလို့မိမဆိုတာလိုအပ်လို့ဝယ်တာပေါ့ကိုကြီးရွှေရမလိုအပ်ဖဲနဲ့ဝယ်မလားအဲ့တော့ရှင်တယောက်တည်းနေကြည့်လိုက်ကျမကတော့သီလရှင်ဝတ်တော့မယ်ရှင်ကိုစိတ်ကုန်နေပြီကြားပြီဒါသီလရှင်တွေဘယ်เจ้าမှဝတ်မှာလဲကျမဝတ်ချင်တဲ့ကျောင်းမှာဝတ်မယ်ဒါမဲ့ရှင်ရတဲ့ပတ်စံလေးတွေကိုစုဆောင်းထားအဲ့လောလောဆယ်တော့ရရကျောင်းမှာဝတ်နေမှာရှင်ကျမကိုကျောင်းဆောက်ပေးဖို့ပတ်စံစုထားအမေလေးသီလရှင်ဝတ်ထားတော့မှပဲကိုเจ้าကိုမဆောက်ဖဲနဲ့ဟိုကိုပေါ့အလှခံကိုเจ้าကိုမဆောက်ဖဲနဲ့ချက်ချင်းဘယ်လိုလုပ်အလှခံလို့ရမလဲချက်ချင်းထွက်အလှခံလို့ဘယ်လိုလုပ်ရမလဲမတရားလေးဗာလေးထိုင်အောင်မတရားထိုင်ပြီးတော့ကိုအလုပ်ကိုလုပ်ပြီးတော့မှာပေါ့ရှင်ကကြောင်းလိုက်ပြီးတော့တကားဖြစ်ပြီးတော့ကြောင်းလိုက်ပြီးတော့ဆောက်ချင်တဲ့စိတ်ကြီးတာအဲ့ကြားထဲမှာချင်းကိုကျမပြောမှာကျမဟိုမှာတရားပိစာလုပ်နေတဲ့အချိန်မှာရှင်9ရက်တစ်ပတ်ကိုရှင်ရတဲ့ပတ်စံလေးကိုကျမကိုလားလာပြီးတော့9ရက်တစ်ပတ်လားပေးလိုက်ဟိုအမြတ်မြင်မှာပေါ့မင်းသားမရဟိုသီလရှင်ဝတ်သွားတော့မင်း9ရက်တစ်ပတ်လိုက်သွားတယ်ဆိုမြင်မှာပေါ့အော်မလူမမသိအောင်လိုက်လာပြီးတော့ပတ်စံလာပေးခိုင်းတာပေါ့ကိုကြီးယူအဲ့ဒါငါ့ကိုတန်ရောစင်ဖြစ်အောင်ပြန်လုပ်တာပေါ့ရှင်တန်ရောစင်ရှိတယ်ဆိုကျမဝဲလာတဲ့ပစ္စည်းတွေကိုမစစ်နဲ့လေရှင်တန်ရောစင်မရှိလို့သာရှင်စစ်နေတာပေါ့တောက်လျှောက်တန်ရောစင်မရှိလို့သာဒီဥစ္စာကဘယ်ကဝဲလာတာဒါတွေကဘာလို့ဖို့လဲဟိုဟာဘာလို့ဖို့လဲအကုန်လုံးဝဲတာအစပြီးတော့လိုက်ပြီးတော့ပြောနေတာပစည်းပစက်တွေများတော့မိမတွေတော့ကြားတော့စိတ်ကုန်နေအေးစိတ်ကုန်နေကိုယ့်အကိုတယောက်တည်းနေပြီးတော့ချက်စားကြည့်လိုက်ဘလို့လဲဆိုတာသိရအောင်မလိုအပ်ချင်ဘာမှမဝဲဘူးလိုအပ်လို့ဝဲတာလိုအပ်လို့လှုပ်တာကဲအဲ့ဒါဆိုရင်တော့နေဝစ်ပြီတော့ငါ9ရက်တပတ်လိုက်မလာနိုင်ရောပတ်စံနဲ့မပေးနိုင်ဘူး9ရက်တည်းမှလိုက်မလာလို့အဲ့ပတ်စံမပေးနိုင်ဘူးကျမလည်းမဝတ်တော့ဘာဖြစ်ချင်တာလဲပြောဘာမှမဖြစ်ချင်ပါဘူးကြောက်ပါတယ်အရှုံးပေးပါတယ်ဗျာငါ့ကိုအရှုံးပေးတယ်ဆိုတော့နင်းအနိုင်လို့ချင်တာပေါ့အယောဒီမှာဒုက္ခရောက်နေချိန်မှာလင်းလျူရှုခဲ့တဲ့သူတွေကိုကျေးဇူးတင်ရမယ်မိတ်ဆွေအစ်စ်မန်ဆိုတာဘာလဲလို့သူတို့ကသင်ပေးခဲ့ကြလို့ရှင့်မင်္ဂလာပါရှင်ဟိုဘက်ရက်ကွက်မှာကစားတော့မမိုတစ်တော့ဆိုလို့ရှိရင်လိုက်1000 2000ကိုခဏလေးရခုဒီဘက်ရက်ကွက်ကိုပြောင်းလာကမှလိုက်တရပြေးဖို့တော့မရဘူးဟိုဘက်ကရက်ကွက်ကလူတွေကလည်းဒီဘက်ရက်ကွက်ကိုမလာဘူးဟိုဘက်အကောက်ကပြန်မရသေးပါဘူးရှင်မမိုဟိုဘက်အကောက်ကတော့ပြည့်စရောဟောတူပြည့်ရမယ်နဲ့တူပါတယ်ဒီဘက်အကောက်ကလည်းအကောက်ကနီးနေတယ်တစ်တော့ရုံးကလူတွေကလည်းမမိုအကောက်ကလေးကိုပြန်မပေးဘူးအဲ့တော့အသေးတွေလည်းနဲတယ်လိုက်တွေလည်းနဲတယ်ဟိုဘက်ရက်ကွက်ကလူတွေဒီဘက်ရက်ကွက်ကိုလိုက်လာခဲ့ပါမြစ်တာရက်ခံတောင်းမှန်ပါတယ်ဟိုဘက်ရက်ကွက်ကလူတွေဒီဘက်ရက်ကွက်ကိုလာခဲ့ပါလို့